Hello မင်္ဂလာပါကျွန်တော်နာမည်ကတော့ပြောပါအခုကျွန်တော် Roblox ရဲ့ပေါက် OB ကိုဖော့ပြပေးသွားမှာဖြစ်ပါတယ်ဒါတော့ဒီဟာပါဟို ECAF ကူ OB ဆိုတဲ့ဟာကိုဖော့ပြပေးသွားမှာဖြစ်တယ် Okay let's go level တော့50ရှိတယ်နော် Okay တော့ဖတ်ထားပြီဟာဒီလောက်လွယ်တာလေငါ့ကိုလောက်ဖော်ခိုင်းတာပါရော့ကွာလွယ်နာပါမျက်ဖိမိတ်ဖော်တော့ရတယ်ဟဲ့no sure ရဟေးခေါ်အောင်မပြီးတော့လိုင်းသွားလျှောက်ဟေးမထီးဘူးလေဟာဒါလည်းဒီလောက်လွယ်တာလေးမှာရှုံးဒီဖာရွက်ပေါ်များ EV ဒီလောက်လွယ်တာလေးတွေကိုဟာနည်းနည်းထီအောင်လည်းမရဘူးလားအုပ်ပြုံးမချဘူးလေရှော့အေးချေချော်ပါတာကွာထင်မသိနဲ့ချိလိုက်ဒီလောက်ကတော့ EV ပဲဒီဘက်လားဟုတ်တယ်ဟာတခါတည်းမှန်သွားတာဒီဘက်မဟုတ်အလဲပဲဖြစ်တော့တယ်ဟုတ်တယ်အလဲတော့တကုံပါလာတယ်ဒီမှာအိုအီကန်ကုန်နော်ဒါပါတော့ဟာရဖိတ်ကြီးတဲ့ပြုတ်မကြောက်လေကွာလောက်တွေလာလေလာဖော်ခိုင်းနေတယ်တော့ခက်တာပြီးရင်ကွာတွေ့ရခုနကမှဖတ်ဖို့လား level 5ဖြစ်သွားလေးပါးရှိလို့တယ်ဟုတ်ကဟုတ်ပါဟာဒီလောက်လွယ်တာလေးကိုလာဖော်ခိုင်းနေတယ်ကျွန်တော်လုံးကြအောင်ဒါပဲဒါမဟုတ်တယ်ဒါဒီလိုဖောက်ဖျားကြီးကြည့်လိုက်ဟာထိုင်ဘောခုံလို့ရတယ်မလို့ခုံတာလေကွာကြည့်လိုက်ဖောက်ဖျားကြီးကွာဒီမှာတွေ့လားဟာတော့ဟာထီးဦးလေကွာဟာဘာတော့ဟာရောငါမထီးဦးလေဒီလိုဖြည်းဖြည်းချင်းသွားဟိုကောလည်းရှော့တယ်ဟေး Let's go ငါထိတ်ဖုံးပါ yes ဟ
喂，拿着路两口，哦，拿两口。ဘာလို့ခါတာဒီဘက်လားဟုတ်တယ်ဒီဥကရမ်းတော့ဒီဘက်ဟုတ်ရရှောဒီဘက်အေးဟုတ်တယ်ဒီဘက်ဟုတ်တယ်ပြီးဒီဘက်โอเคခက်လေရရတော့လောက်လွယ်တာလေးလာဖော်ခိုင်းနေAh shit. Wow, lúc ba xe dâu ra đâu? Hold it. Tao đang ngã xe dâu rồi. Yo. Hiểu gì? Lúc đó đấy còn dọa là. Thì sao mà phải không? Thì sao mà cài không dọa? Easy ပဲကြည့်လိုက်တွေ့လား easy ပဲကောင်းလာမဖမ်းနေပါကွာအော်ဘီဖျားကြီးနော်အော်ဘီမျိုးပုံဖော်လာမနိုင်တဲ့အော်ဘီဆိုတာမရှိဘူးဒီလောက်လွယ်တာလေးကိုကွာတွေ့လားအော်ဘီဖျားကြီးတကယ်ဖော်ရင်ဘလို့မှတားမရဘူးဒီလောက်လွယ်တာလေးကိုလာဖော်ခိုင်းနေတယ်ဒီကောင်ဟာဂိမ်းနဲ့အကောင်ညံ့တာငါလည်းမဆိုင်ဂိမ်းနဲ့အကောင်ညံ့ကြည့်လိုက်တကွက်ဟာအိုးတီအောင်မထီရောက်ခါဒီဟာလေးရှုံးဘလို့လွယ်လွယ်လေးမြန်ကွာလာဖို့ခိုင်းရဲ့easy လီဆာကတော့ရောက်သွားပြီတွေ့လားမင်းဘလို့မှတားမရဘူးအော်ဘီဖျားကြီးကိုကျောင်းတော်ပြင်ဘက်တော့ရောက်သွားပြီကျောင်းပြင်ဘက်တော့ရောက်သွားပြီဟမ်အထဲထဲမှာကျတော့ကျဲကြီးပဲအပြင်မှာကျတော့တိတ်တိတ်လေးကန်ကုန်တာအော်ဘီဖျားကြီးကွာတွေ့လားဟာဒီလောက်လွယ်လွယ်လေးမြအနီးဝါyes ပြီးသွားပြီခေါင်းတို့ပြီးသွားပြီရော့ဒီကိန်းလေးအိုးချော
speed 100ကွာโอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဖုန်းကြည့်ကြပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ